တို့ရဲ့ဗုဒ္ဓဘာသာတွေကဒီလိုဖြစ်တယ်ညာဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်မင်းတို့ခရစ်ယာန်တွေကဒီလိုဖြစ်တယ်ညာဖြစ်တယ်မင်းတို့အစ္စလာမ်နဲ့မင်းတို့ဟိန္ဒူတွေကဒီလိုဖြစ်တယ်ဟိုဟာဖြစ်တယ်ဒါဖြစ်တယ်ဆိုပြီးတော့ဘာညာတွေပြောကြတယ်သာဇန်တွေတစ်တိုင်းအတွက်ဒီရဲ့ဥပဒေပုံမှန်ကိုမဖြစ်တည်ရမယ်ပုံမှန်လေးတစ်ခုဒီပုံမှန်အောင်ဆိုလို့ရှိရင်ရာစတက်ကြီးပုံမှန်295 desk ကကြီးပဲဖြစ်ပါတယ်မြန်မာနိုင်ငံတွေမှာဆိုလို့ရှိရင်ဗုဒ္ဓဘာသာကိုအများဆုံးကူးဝယ်ကြပါတယ်ဒါပေမဲ့တခြားသောဘာသာတွေလည်းကူးဝယ်ရလို့ရှိပါတယ်အဲ့ဒီလိုခရစ်ယာန်အစ္စလာမ်ဟိန္ဒူနဲ့ကူးဝယ်တဲ့လူတွေရာဆိုလို့ရှိရင်လူတွေကဆိုလို့ရှိရင်တော့ကူးဝယ်ရဘာသာဖြစ်မြန်မာနိုင်ငံမှာလက်ခံထားကြပြီးဖြစ်ပါတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်162မှာအတိအလင်းဖော်ပြထားပြီးဖြစ်ပါတယ်။ကိုယ့်ရဲ့ဘာသာမဟုတ်လို့တခြားဘာသာတွေကိုအနောက်ရှက်ဖြစ်အောင်ဒါမှမဟုတ်လူတန်းစားတွင်မှာသူ့ရဲ့ဘာသာရေးစိတ်ကိုထိခိုက်အောင်နာကျည်းအောင်စားတဲ့အကြံနဲ့စားဖြင့်ဖြစ်စေနှုတ်ဖြင့်ဖြစ်စေပုံတတန်အမျိုးမျိုးဖြင့်ဖြစ်စေပြုလုပ်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီလူကိုနှစ်အထိထောင်ဒဏ်တစ်မျိုးဖြစ်စေငွေတန်ဖြစ်စေတန်နှစ်ရက်လုံးဖြစ်စေချမှတ်ရမယ်လို့ရာစတက်ကြီးပုံမှန်295 dash ကကြီးမှာပြဋ္ဌာန်းထားတယ်လို့ဒီညကနေရှင်းလင်းတင်ပြပေးလိုက်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ဘာသာမဟုတ်လို့တခြားသောဘာသာဝင်တွေကိုလိုက်ပြီးတော့ပလိမ့်မယ်ဆိုတဲ့လူတွေကထောင်ဒဏ်နှစ်ကျသွားနိုင်ပါတယ်လို့ဗဟုသုတဖြင့်မျှဝေပေးလိုက်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ဥပဒေအခွင့်အရေးဆိုတာလူတိုင်းအတွက်ဖြစ်ပါတယ်။ကျွန်တော်စိုက်ခွန်ဖပါ